ကဲကဘာမီရဲ့အနီးကပ်ဆုံးအိမ်နီးချင်းထီတဲ့လာရဲ့အကြောင်းကိုလေ့လာကြည့်ကြရအောင်လာရဲ့စိတ်ဝင်စားစရာယူပတ်ပေတဲ့သဘောတရားတွေရှေးဟောင်းဘူမိပေတဲ့တမိုင်းကြောင်းတွေကနေစပြီးနေအဖွဲ့အစည်းနဲ့စကြဝဠာတွေကလူဝတ်ချက်တွေအနာဂတ်အာကာသစူးစမ်းလေ့လာရဲ့အလားအလာတွေကိုပါဒီစီစဉ်လေးမှာအသေးစိတ်ဆွေးနွေးသွားကြပါမယ်စဉ်းစားကြည့်ဘူးကြလားကျွန်တော်တို့ကပါမေကနေမော့ချီလိုက်ကိုင်းလာရဲ့မျက်နှာစားတစ်ဖက်သေးကိုပဲအမြဲတွေ့နေရတယ်ဆိုတာလေဒီမေကုန်းကပဲကျွန်တော်တို့တိတ်မတိတဲ့လာရဲ့တကယ်အမှန်တရားတွေနဲ့အမောင်မချမ်းလိုအပ်ချက်တွေကိုစတင်ဖော်ထုတ်ဖို့အကောင်းဆုံးအစာဖြုတ်မှုတစ်ခုဖြစ်လာပါလိမ့်မယ်ဒါဆိုရင်ကျွန်တော်လေးလာသွားမယ့်အစီအစဉ်လေးကိုတစ်ချက်ကြည့်လိုက်အောင်အပိုင်းတဲ့အနေနဲ့ယူဘဗေဒသဘောတရားနဲ့ကဘာမြေနဲ့ဆက်ဆက်မှုအပိုင်းတစ်မှာရှေးအောင်သမိုင်းနဲ့လေထုအပိုင်းသုံးကမီစီလွာနဲ့တက်တူများအပိုင်းလေးကစရုပ်စုစမ်းလေ့လာရေးရန်များနဲ့နောက်ဆုံးအပိုင်း9မှာတော့အနာဂတ်အကာသာစူးစမ်းရှာဖွေရေးဆိုပြီးအစင်းစင်းထွားကြပါမယ်ကဲပထမဆုံးအပိုင်း1ရှိတဲ့ယူပါဝေဒသဘောတရားတွေနဲ့ကဘာမြေနဲ့ဘလို့ဆက်ဆက်ညီလဲဆိုတဲ့အပိုင်းကိုစလိုက်ကြအောင်လူတော်များများကလာကိုအလုံးထိကြနေတဲ့စလုံးကြီးတစ်ခုလို့ထင်ထားတတ်ကြတယ်တကယ်တော့အဲ့ဒီလိုမဟုတ်ပါဘူးကဘာမြေရဲ့ကြီးမားလာတဲ့ Drosera ကြီးကလာကိုဆွဲဆန့်ထားတယ်လို့ဖြစ်နေတာကြောင့် American ဘောလုံးလိုမျိုးအနှဲငယ်ပုံပြက်နေတဲ့ဘဲဥပုံကျန်လေးဖြစ်တည်နေတာပါကီလိုမီတာ3,800,4,000ကျော်ဒါကတော့ကဘာဗဟိုကနေလာရဲ့ဗဟိုအထိရှိတဲ့ပြားများအကွာအဝေးပဲဖြစ်ပါတယ်ဒီလောက်ကြီးမားတဲ့အကွာအဝေးမှာလာကဘာကိုလက်ပဲနေတာမဟာပုံကွမ်းမှုဖြစ်တဲ့ Big Bang ဖြစ်ခါစားကလေးကပါလာခဲ့တဲ့အဟုန်လေးကြောင့်ဖြစ်တည်လာရဲ့စကြဝဠာရဲ့အခြေအဆက်မိမိလှုပ်ရှားမှုတစ်ခုပဲဖြစ်ပါတယ်ခုနကကျွန်တော်တို့ပြောခဲ့တဲ့ကဘာကနေကြည့်ရင်လျားရဲ့တစ်ဖက်ထက်ကိုပဲအမြဲမြင်ရတယ်ဆိုတော့တောချက်တာ Tidal Locking လို့ခေါ်တဲ့ကျွတ်ဆွဲအားတက်အောင်မှုဖြစ်စဉ်ပါပဲဒီဖြစ်စဉ်ကလာရဲ့ကိုပိုင်ဝဲပေါ်လဲပါနှုံးနဲ့ကဘာကိုပတ်တဲ့နှုံးကိုအတိအကျတူနေတော့အောင်နှစ်သားမောင်များစွာချိန်ယူပြီးထိန်ကြီးပေးခဲ့တာပါဒါကြောင့်လဲလာရဲ့ဂျောဘက်ချမ်းကိုကျွန်တော်တို့ဘယ်တော့မှမမြင်ရတာပေါ့ဒါပေမဲ့လည်းလာရဲ့ပတ်လန်းကဘယ်ဥပုံစံထိနေတဲ့အတွက်ကြောင့် liberation လို့ခေါ်တဲ့အနှဲငယ်တုံခါမှုလေးတွေတော့ရှိနေတတ်ပါတယ်ဒီတုံခါမှုတွေတဲ့ကြောင့်အချိန်ကာလတစ်ခုအတွင်းမှာလာမျက်နှာပင်စုစုပေါင်းရဲ့59%လောက်ကိုကဘာကနေတနည်းတစ်ဖုံမြင်တွေ့ခွင့်ရနေတာပါကျန်တဲ့41%ကတော့လုံးဝကိုဖုံးကွယ်နေတဲ့လာရဲ့အမောင်ပတ်ချမ်းဖြစ်ပါတယ်အပိုင်းနှစ်ကိုဆက်သွားရအောင်ဒါကတော့လာရဲ့ရှေးဟောင်းသမိုင်းနဲ့လီထုအကြောင်းပဲဖြစ်ပါတယ်လာရဲ့အတေကာလကဘလောက်တောင်ဖူပြင်းပြီးလှုပ်ရှားမှုတွေများခဲ့တယ်လဲဆိုတာမြင်တွေ့ရပါလိမ့်မယ်သေပန်နေချအချက်လက်တွေအရာဟိုလွန်ခဲ့တဲ့နတ်ပီလီယံပေါင်းများစွာကလက်မနာပြင်တစ်ခုလုံးဟာကြီးမားကျေပြန့်တဲ့ကြောက်ရည်ပူပင်လေကြီးဖုံးလွှမ်းနေခဲ့ဘူးတယ်လို့အတီးဖြူနိုင်ခဲ့ကြတယ်အချိန်ဒီအများကြီးကြာလာမှဒါတဖြည်းဖြည်းအေးခဲသွားပြီးအခုကျွန်တော်တို့မြင်တွေ့နေရတဲ့အမာခံကြောက်လွှာတွေဖြစ်လာခဲ့တာပါတကယ်ကိုအန်တော်ဆီယာကောင်တာတစ်ခုကအဲ့ဒီကာလာတုန်းကပြင်းထန်တဲ့မိတောင်ပေါက်ခွဲမှုတွေကြောင့်လာပေါ်မှာထူထပ်တဲ့လေရူးကြီးတစ်ခုရှိခဲ့ပူရတယ်ဒီလေရူးကြောင့်သက်ရှိတွေရှင်းတတ်နိုင်လောက်တဲ့အခြေအနေမျိုးရှိခဲ့နိုင်တယ်လို့ theory အရယူဆခဲ့ကြပေမဲ့လက်တွေ့မှာတော့ဇီဝသက်ရှိအထောက်အထားတစ်စုံတရာကိုလုံးဝရှာဖွေတွေ့ရှိခဲ့ခြင်းမရှိပါဘူးကဲအပိုင်း3ကိုဆက်လိုက်ကြရအောင်ဒီအပိုင်းမှာတော့ကျွန်တော်တို့မျက်စိနဲ့မမြင်နိုင်တဲ့လေရဲ့မြေစီလွှာနဲ့အသက်တူတဲ့အကြောင်းကိုအသေးစိတ်လေ့လာကြည့်ကြပါမယ်ကဘာမြေစီလွာနဲ့လာရဲ့မြေစီလွာဖြစ်တဲ့ regolith တို့ဟာလုံးဝကိုကွာခြားပါတယ်ကဘာပေါ်မှာလို့တက်ရှိတွေလေတွေရေတွေမရှိတဲ့အတွက်မြေမုံတွေကိုတိုက်စားချောမွေ့စေမဲ့အရာလာပေါ်မှာမရှိပါဘူးဒါကြောင့်လာရဲ့မြေစီလွာဟာအာကာသထဲကနေအဆက်မပြတ်ရိုက်ခတ်နေတဲ့ဒဏ်တွေကြောင့်သာကြေးမွေဖြစ်ပေါ်လာရပြီးဒါလိုထပ်မြက်နေတဲ့ဖန်းဆက်မုံတွေနဲ့ကြီးဖွဲ့စည်းထားတာပါတကယ်ကိုကြံတဲ့ပတ်ဝန်းကျင်ပါပဲလက်မျက်နှာပြင်မှာပါဝင်တဲ့ dressing တွေကလည်းနေရာဒေသကိုလိုက်ပြီးအလွန်ကွာခြားပါရဲ့အမြဲရောင်လွင်ပြက်နေမှာတန်ထက်တွေချွယ်ဝါနေတယ်လို့အနူကြီးမှပြောင်းနေမှာမြင်ရမယ့်ဖန်သားမုံလေးတွေလည်းမြင်းစီလွာထဲမှာရှိနေပါရဲ့အေးကြီးဆုံးကတော့လာရဝင်ရိုးစင်ဒေတာတွေမှာအဖိုးတန်ရေးခဲတွေရှိနေခြင်းပဲဖြစ်ပါရဲ့ဒီထဲမှာတကယ်ကိုစိတ်ဝင်စားစရာအကောင်းဆုံးအချက်ကတော့မွန်းလက်ရဲ့တောင်ကုန်းမိဒေတာတွေမှာကျွယ်ဝစွာရှိနေတဲ့အလူမီနီယမ်တပ်တူပါပဲသူဟာရှေ့ခေတ်ကကြောက်ရည်ပင်လယ်ကြီးရှိခဲ့ကြောင်တက်တီပြနိုင်ုံတာမကပဲအနာဂတ်မှာလာဖို့အဆောက်အုံဒီတိဆောက်ဖို့အတွက်ပါမရှိမဖြစ်အလုံးရေးပါတဲ့အရင်အမြင့်တစ်ခုဖြစ်လာမှာပါဒါဆိုရင်အပိုင်းလေးကိုစကြည့်ရအောင်ဒီအဖို့တန်ရင်းမြစ်တွေကိုရှာဖွေပေးခဲ့ဆက်ရုပ်စူးစမ်းလေ့လာရေးရင်းတဲ့တမိုင်းကြောင်းကိုလေ့လာကြပါမယ်ဒီဆက်ရုပ်ရင်းတွေဟမ်လူသားတွေနားလည်မှုရရှိဖို့တဲ့တကယ့်ကိုရှစ်ဆောင်လမ်းပြတွေဖြစ်ခဲ့ပါတယ်1959ခုနှစ်တုန်းကကဘာကနေဘေတော်မှမမြင်ရတဲ့လာရဲ့ကြောဘက်ချမ်းကိုပထမဆုံးတပ်ပုံရဲယူပေးခဲ့တာကနေစလို့အရေးပါတဲ့ရေခဲတဲ့ဒီရှိရနေရာကိုမြေပုံဆွဲရှာဖွေပေးခဲ့တာအထိဒီရင်တွေရဲ့ဆွမ်းဆောင်ရည်ကကြီးမားလာပါတယ်
LOAD ကိဆိုသောအထူးပြုစရုပ်ရင်းတွေကတော့ယနေ့ခေတ်လရဲ့လေထုအခြေအနေကိုအတိအကျအသိရှိစေခဲ့ပါတယ်။လက်ရှိလပေါ်မှာလေထုဆိုတာမရှိသလောက်ပါပဲ။ရှိနေတဲ့အလွန်ပါးလွှာတဲ့တန်းငွေလေးတွေကလည်းအာဂါသာတွေကိုအမြဲတမ်းလွင့်စင်ပြောက်ကွယ်နေတယ်ဆိုတာအတိပြုနိုင်ခဲ့ပါတယ်။ ကဲနောက်ဆုံးအပိုင်း9ကိုရောက်လာပါပြီလာဟာကျွန်တော်တို့ရဲ့အနာဂတ်အာကာသစူးစမ်းရှာဖွေရေးအတွက်ဘာကြောင့်အရေးပါတဲ့ခြေလမ်းတစ်ခုဖြစ်နေတာလဲဆိုတာကိုကြည့်ကြအောင်အနာဂတ်စူးစမ်းရှာဖွေရေးအတွက်ရွတ်တည်ကြဆုံးအဆင့်ဆင့်တိုးတက်လာမဲ့ပုံစံကတော့လာပေါ်မှာရှိတဲ့အလူမီနီယမ်နဲ့ရေခဲတွေကိုအသုံးပြုပြီးရေရှည်တည်ကြံမဲ့သုတေသနစခန်းတွေတည်ဆောက်မှာဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဒီနေကောင်းနေရရှိလာမဲ့အတွေ့အကြုံတွေဟာနေဖွဲ့စည်းအတွေ့ကိုလူသားတွေပုံမခြေပြန့်စွာခရီးသွားလာနိုင်ဖို့အဓိကအလေးချင်းရေးကွင်းကြီးဖြစ်လာမှာမို့လို့ပါအဓိကအချက်ကတော့လာဟာဆွန်လင်းစွာထိန်းထားတဲ့တမိုင်းမတန်ချင်းပြန်ကြီးတစ်ခုလို့ထင်နေလို့ပါပဲကမ္ဘာပေါ်မှာလို့ရာသီဥတုရဲ့တိုက်စားဖြစ်စည်းမှုတွေမရှိတဲ့အတွက်ရှေးခေတ်နှစ်အဖွဲစည်းရဲ့အကြမ်းတမ်းဆုံးတမိုင်းကြောင်းတွေကိုသိပ္ပံပညာရှင်တွေကအကောင်းမကတိအတိုင်းပြန်လည်လေ့လာနိုင်မှာဖြစ်ပါတယ်ဒါဟာစတဝါလာကိုနားလည်ဖို့တော့ချက်ပါပဲလာရဲ့ဖွဲ့စည်းပုံနဲ့ဓာတုဗေဒဆိုင်ရာလျှို့ဝှက်ချက်တွေကိုဖော်ထုတ်နိုင်ခြင်းဟာအစွန်းတက်မဟုတ်သေးပါဘူးဖုံးကွယ်နေတဲ့မိသည့်စကြဝဠာစာအနာမြတ်ကလောကရရဲ့နောက်ထပ်လျှို့ဝှက်ချက်ကြီးကိုဖော်ထုတ်ပေးရမလဲဆိုတဲ့မိကွန်းဟာကြီးမားလာတဲ့စကြဝဠာကြီးထဲမှာကျွန်တော်တို့ရဲ့နေရာမှန်ကိုနားလည်ဖို့အတွက်တကယ်အစပြုမှုတသက်တာဖြစ်ပါသေးတယ်အဆုံးထိလိုက်ပါလေ့လာပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်